ဒီနေ့မှာတော့ကျွန်တော်တို့လူငယ်တွေကြားထဲမှာမထင်မှတ်ထားတဲ့အယူဆပြောင်းလဲတစ်ခုကြောင်းပြောပြချင်ပါတယ်။အခုခေတ်လူငယ်တွေဆိုတာပိုပြီးပွက်လည်လာမယ်။ရှေးရိုးစွဲအမြင်တွေနဲလာမယ်လို့အားလုံးထင်ထားကြတာပါ။ဒါပေမဲ့မကြောက်သိခေတ်ကထွက်လာတဲ့ကမ္ဘာလုံးဆိုင်ရာစစ်တမ်းတစ်ခုအရတော့ရလန်ကပြောင်းပြဖြစ်နေတာပါ။ဒီစစ်တမ်းမှာဘာတွေ့ရလဲဆိုတော့အခုခေတ်လူငယ်အမျိုးသားတွေဟာသူတို့ရဲ့အဖိုးဖွားအရွယ်တွေထည့်တာမှရှေးရိုးစွဲအမြင်တွေပူစစ်နေကြတာပါ။ဥပမာဇနီးဆက်ကခေပေါ်ကိုအမြဲတမ်းနာခံရမယ်လို့ယူဆတဲ့လူငယ်ကတောက်ဖို့တပိုလောက်မှရှိနေပါတယ်။ဒါဟာအသက်ကြီးပိုင်းအမျိုးသားတွေထဲနှစ်ဆလောက်ပုံများနေတာပါ။နောက်ပြီးစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဒီကနေခဲလူငယ်တွေဟာအလောက်ခံအောင်မြင်တဲ့အမျိုးသမီးတွေကိုဆက်ဆောင်မှုရှိတယ်လို့သဘောကျပေမဲ့တစ်ဖက်မှာကျတော့အမျိုးသမီးတွေဟာအရန်ကြီးကိုကိုချင်တဲ့ပုံကိုရက်တီးပြီးလောလောလတ်လတ်နေတာမျိုးမဖြစ်သေးဘူးလို့ယူဆနေကြတာပါ။ဒါတည်းမကသေးပါဘူး။ရောက်ချင်လေးဆိုတာငါမဲကိုချစ်တယ်လို့တငယ်ချင်းမပြေရဘူးလို့ဆိုတဲ့အယူဆမျိုးတွေနောက်ပြီးခလေးထဲတာတို့အိမ်မှုကိစ္စကူညီတာတို့လောက်တဲ့အမျိုးသားတွေကိုရောက်ကြမပြီးတော့ဘူးလို့မြည်တဲ့အမြည်တွေကလည်းလူငယ်တွေကြားမှာပိုးပြီးအကောင်းနေတာကိုတွေ့ရပါတယ်။ပညာရှင်တွေကတော့ဒါဟာခက်သက်လူမှုပါဝေါ်ချေရဲ့ဖိအားတွေကြောင့်လူငယ်တွေဟာပိုးပြီးတေးချတဲ့စီကံစီမြေတွေကိုတရားသွားလာလို့တောက်တနေကြတာပါ။ဒါ့အပြင်ဒီစစ်အားမှာထူးထူးခြားခြားတွေ့ရတာနောက်တစ်ခုရှိပါသေးတယ်။ဒါကတော့လူမှုပါဝေါ်ချေရဲ့ဖိအားပါပဲ။တကယ်တမ်းမှာလူတဦးချင်းစီကိုမိကြည့်တဲ့ခါမှာတော့အများစုကအမျိုးသမီးတွေပဲအိမ်မှုကိစ္စလုပ်ရမယ်ဒါမှမဟုတ်အမျိုးသားတွေပဲပတ်ဆက်ဆိုင်ရမယ်ဆိုတဲ့ယူဆတွေကိုတိတ်ပြီးလက်မခံကြတော့ပါဘူးလူအတော်များများကပိုပြီးပွက်လည်မြေသားတဲ့အမြင်တွေရှိလာကြပါတယ်ဒါပေမဲ့ထူးခြားတာကတော့လူတွေဟာငါးနိုင်ငံကတခြားလူတွေကတော့ရှေးဥစွာအမြင်တွေရှိနေတယ်ပဲလို့ထင်နေကြတာပါဥပမာဗြိတိန်နိုင်ငံမှာဆိုရင်လူတရားမှာဆက်လက်ရလောက်ပဲမိန်းကလေးတွေကပဲခလေးထည့်ရမယ်လို့ယူဆကြပေမဲ့တကယ်လူများစုကတော့ငါတို့ပါဝက်ချက်ကလူတွေကမိန်းကလေးတွေပဲခလေးထည့်ရမယ်လို့မျှော်လင့်နေကြတော့ပါဒါဟာဘာကိုပြနေလဲဆိုတော့ကျွန်တော်တို့လူငယ်တွေကြားမှာတကယ်အမြင်နဲ့ပါဝက်ချက်ကမျှော်လင့်ချက်တွေကြားမှာနားလည်မှုလွဲမှားချက်တွေအကြီးအကျယ်ဖြစ်နေတာပါအထူးသဖြင့်အခုကလူငယ်မျိုးသားတွေဟာရောက်ကြော်ပြီးသားရမယ်ဆိုတဲ့ပုံစံခွေတန်းမှာတဲဝဲဖို့စ조사ရင်းနဲ့စိတ်ဖိစီးမှုတွေပုံများလာတယ်လို့အမျိုးသမီးတွေပေါ်မှာလည်းပုံပြီးတဲချက်တဲ့စီးမြေးစီကတဲ့တာမန်မိတယ်လို့ဖြစ်နေကြတာပါပညာရှင်တရားဖြစ်တဲ့ဂျူလီယာဂျီလန်ကတော့ဒါကိုတော်တော်လေးစိုးရိမ်စရာကောင်းတယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့ဓာတ်တို့ညီမမှုဆိုတာအမျိုးသမီးတွေအတွက်တည်းမဟုတ်ပဲအမျိုးသားတွေအတွက်ပါပိုပြီးလောလန်းတဲ့ပိုပြီးပြောစရာကောင်းတဲ့လူနေမှုဘဝကိုဖန်တီးပေးနိုင်လို့ပါပဲတို့တို့အနေနဲ့ဒီလိုရှေးရိုးစွဲပုံစံခွေဟောင်းတွေထဲမှာတရားပြီးပိတ်မိနေမဲ့စာတရားနဲ့တရားပိုပြီးနားလည်မှုရှိမြဲတမ်းနဲ့ရှစ်သွားနိုင်ဖို့လိုအပ်နေပြီဆိုတာဒီစိတ်တန်ကတတိပေးနေတယ်လို့ပါပဲကဲအခုပြောပြတော့တဲ့အခြေတွေထဲမှာအခုကြည့်နေတဲ့ပလေးတန်တို့ကရောဘယ်အခြေကိုအောက်အောင်ဖို့ကောင်းဆုံးလဲတရားကိုတိုင်ရောပတ်ဝန်းကျင်ရဲ့ဖိအားတွေကြောင့်သူ့အမေကိုဖုတ်ကွက်ထားရတော့ဒီရှိသလားဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လေးပေးပြီးတငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ